မကိုစားပြီးသူများကြောင့်ပြောတာအာယုံနောက်လာတနေ့နော်ဒီဘက်လာမဲ့လူတွေတက်ရှိအဘူဒါဘီမှာရှိနေတဲ့ညီမလေးတွေအများကြီးပဲရှိရနော်လူတက်တွေအများကြီးရှိအဲ့တော့ဒီအမရာနိုင်ခွန်နီလာဝင်နော်အခုဒီဘက်ကိုကြောက်မဲ့လူတွေဒီဘက်ကိုအခုဒီဘက်လာမဲ့လူတွေဘယ်မှာကိုယ့်ရဲ့လက်ချက်ဒီဘက်မှာလုံနေတဲ့လူတွေဒီရဲ့ဗီဒီယိုလေးကို share သွားပြပါအမနီလာဝင်းခေါ်အမရာနိုင်ခေါ်နီလာဝင်းနော်သူက live ပြောဒီရဲ့အဘူဒါဘီမှာ live လိန်နေတာအခုလက်ရှိဘာလို့ကိုကဒီရဲ့ဗီဒီယိုတင်ရတာလဲဆိုတော့လက်ရှိသူကဒီရဲ့အဘူဒါဘီမှာရှိနေတဲ့အတွက်ကိုဒီရဲ့ဗီဒီယိုတင်ပြရခြင်းဖြစ်တယ်နော်သူကတော့ရှောက်လိန်နေဦးမှာပဲနော်သူ့ရဲ့ဖုန်းထဲမှာဝင်စစ်ထားတာဒီရဲ့ supervisor ကနေပြီးတော့သူ့ကိုဝင်စစ်ထားတယ်ပေါ့နော်ဒီရဲ့ငွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူအများကြီးချုပ်ရှင်းနေအများကြီးလုပ်ထားတာအများကြီးရှိတယ်အဲ့တော့သူ့ဖုန်းထဲဝင်စစ်ထားတာတွေပြီးတော့သူပတ်သက်မပေးတဲ့လူတွေဆိုလို့ရှိရင်သူလိုက်ပြီးဘလော့ထားရတယ်လည်းရှိတယ်အဲ့တော့ထပ်ပြီးတော့တခြားလူတွေရောအလိမ်မခံအောင်လို့ဒီရဲ့ဗီဒီယိုလေးကို share ပေးပါနော်နီလာဝင်းမြန်မာနိုင်ငံမှာဆိုရင်တော့ပြည်ဦးဟုတ်တယ်ပြည်ဦးတွေမှာနေတယ်မြန်မာနိုင်ငံမှာဆိုတော့ပြည်ဦးတွေမှာနေတယ်အဲ့ဒီနေပြီးတော့ပဲစိတ်ဆွဲနေတခါလေးပဲရောက်ဘူးတော့ပဲအဲ့ဒီပြည်ဦးတွေမှာနေတယ်မြန်မာနိုင်ငံမှာဆိုရင်ဒီရဲ့နီလာဝင်းနော်ကိုလာလိန်ဝါတော့စလစ်တူတွေကပါအစဒီရဲ့မြန်မာငွေပတ်စံသူ10သိန်း3ကလွဲတယ်10သိန်း3ကအဲ့လို3ဆောင်လွဲပြီးရပါတော့အဲ့ဒါဆိုစလစ်တူတွေမြန်မာငွေစလစ်တူပြီးသွားတော့ဒီရဲ့ UAE စလစ်တူတွေလွဲပေးတယ်ဒီ AED စလစ်တူတွေလွဲပေးတယ်သူပြောရလေအဲ့ဆိုရင်လည်းငါ cancel လုပ်ပေးမယ်တဲ့အမလည်းပတ်စံမရဘူးလို့ဒါတွေအစလစ်တူတွေဘာညာသူ့လိုက်ပြီးလက်ပတ်ပြောတော့အဲ့ဆိုရင်လည်း UAE ပတ်စံလွဲပေးမယ်တဲ့ပြန်ယူလာရတယ်လို့ငါပတ်စံရရင်တော့ပြီးဆိုပြီးတော့သူ့ပြန်လွှဲခိုင်းတယ်အဲ့လိုလည်းသူဒီ AED ပတ်စံစလစ်တူတွေထပ်ပြီးပြန်လွှဲပြီးရနော်အကြမ်းမှလာလွှဲလိန်နေဆိုတာသိတာနော်တခြားတဲ့လူတွေရောအခုလိန်ခမ်းတဲ့လူတွေရောလိုက်မေးကြည့်တာဟုတ်တယ်ငါတို့လည်းစလစ်တူတွေပေးတယ်နော်စလစ်တူတွေပေးတယ်ကို့မှမဟုတ်တခြားလူတွေလည်းစလစ်တူတွေပေးတယ်အဲ့တော့လာလို့ရှိရင်ဒီလိုလာမဲ့လူတွေရောငွေချင်းတဲ့ကိစ္စတွေကိုတတိထားကြပါဥပမာအများကြီးစုပြီးချင်းမဲ့လူနဲ့အဲ့လိုပေါ့နော်တလားအဲ့လိုချင်းတဲ့လူနဲ့ကိုယုံကြည်ရတဲ့လူဆိုတော့ချင်းပေါ့နော်ကိုတော့မကိုယုံကြည်လို့သူ့ချင်းတာသူကဒီရဲ့အဘူဒါဘီမှာနေတာကိုနဲ့လည်းတည်တယ်ကိုနဲ့အတူနေခဲ့တာကိုနဲ့အတူတူစားတယ်အိတ်တယ်နော်အတူတူအိတ်တယ်အတူတူတော့မဟုတ်နော်တယောက်ကတင်ကြည့်ပါလို့အတူတူအိတ်ခဲ့ရလည်းဖြစ်တယ်အဲ့မို့လဲကိုယုံကြည်ရတယ်ပေါ့နော်အဆောင်တော့ဒီရဲ့အဘူဒါဘီမှာသူ့ကိုစူပါဗိုင်ဇာလို့ပဲထင်ခဲ့တာအရင်ကစူပါဗိုင်ဇာဆိုတာမရှိဘူးအရင်သူ့ကိုစူပါဗိုင်ဇာလို့ထင်ခဲ့တာနော်အဲ့တော့အခုမှလာစူပါဗိုင်ဇာတက်ရောက်လာတာအဲ့တော့ပြောချင်တာကတော့တတိထားကြပါလို့နော်လာမဲ့လူတွေအခုကလက်ရှိမှာတော့ကိုပတ်စံကတော့ပြန်ရမလားမရဘူးလားမသိဘူးဒီရဲ့ရဲထိုင်ဒီရဲ့အခုအားလုံးထဲမှာကိုတယောက်တည်းရဲတိုင်ထားဖြစ်တယ်အချက်လက်တွေအကုန်လုံးကလည်းကိုယ့်စီမှာရှိတယ်နော်ဘယ်လိုတိုင်းမယ်ဆိုတာလည်းသိတယ်နော်ဒီကရဲတာတာလည်းလွယ်တာမဟုတ်ကိုယ့်နိုင်ငံလည်းမဟုတ်သူများနိုင်ငံကိုမြန်မာနိုင်ငံမှာမှရဲဆိုတဲ့စကားတော့မပြောတာနော်အာယုံနဲ့ခံပြီးတော့ရဲဆိုတဲ့စကားတော့မပြောတာနော်ကိုအသက်ငယ်လေးနဲ့အသက်လေးငယ်လေးငါ့အသက်ငယ်ကလေးဆိုပြီးငါ့ကိုလာပြီးအထက်မသိနဲ့ငါ့လာနေနဲ့တန်ကြီးတော့ပေးပြီးတော့ပေးခံမှာပဲအဲ့တော့နော်ဘယ်နိုင်ငံမှာရောက်ငါလုပ်ချင်ငါဖြစ်ချင်တဲ့အတိုင်းရအောင်လုပ်မှာပဲအဲ့ဒီမိမကြီးကြည့်ထားရင်းနဲ့လဲအဲ့တော့ဒီရဲ့ရုံးမှာဒီရဲ့ရဲတာဝန်ရှိလူကြီးတွေကအခုပတ်စံရမယ်နီလနှစ်နည်းရှိတယ်ပထမတလင်းကသူ့ရဲ့ဒီရဲ့အခုကိုလွဲပေးထားတဲ့သူ့ရဲ့ဘဏ်ကောက်နော်ဘဏ်ကောက်နဲ့တခါဘဏ်ကောက်နဲ့တစ်ဆင့်ထပ်ပြီးတော့ဖတ်မှထင်တယ်ကိုထင်ရတာအဲ့ဒီသူ့ရဲ့ဘဏ်ကောက်တွေမှာပတ်စံရှိရင်ကိုပတ်စံပြန်ရနိုင်ချေနီလန်တစ်ခုရဒုတိယနီလန်နော်ဒီရဲ့ယုံ location ပို့ထားတဲ့အကုန်ချက်လက်တွေအကုန်လုံးသူ့ရဲ့ passport ID ကစလစ်ဒီနေရာဘဏ်ကအကုန်ပေးထားရနော်ဒီရဲ့ရဲဌာနအကုန်ပေးထားရဖြစ်တဲ့အတွက်သူ့ဘလို့ရှာအေးစိတ်ပဲဒီရဲ့ယုံမှဖြစ်တဲ့အတွက်အများကြီးအစတော့သူထွက်ပြေးသွားနော်ကိုပတ်စံလာပေးမယ်ပြောပြီးတော့ကိုကလည်းအဲ့ဒီယုံမှရောက်နေလာပေးမယ်ပြောပြီးတော့အဲ့ဒီနေရာသူထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးတော့မှ၄-၅ ရက်နေလောက်မှသူပြန်လာတာယုံသူ
သူပြေးလို့မရတော့ဘူးလေပတ်စံလည်းသူ့လက်ထဲမှာမရှိတော့ဘူးလေအကြမှာသူကပြန်လာတာတောင်းမှန်သူဆိုပြီးတော့မှပြန်လာတာဒုတိယတစ်ခေါက်ကိုရုံးတစ်ခါသွားတယ်သူမပေးနိုင်ဘူးလို့ပြောတယ် It's okay နင်မပေးနိုင်မို့လားရတယ်ငါတော့ငါလုပ်ချင်တယ်လို့လုပ်မယ်နော်မလုပ်ဘူးမပူနဲ့ငါလုပ်မှာကိုကတော့အေးစစ်စစ်ပဲလုပ်မှာနော်သူ့လိုမျိုးမလဲဘယ်ရမ်းတာအမရုပ်လည်းကြည့်လိုက်အောင်နော်လူမျိုးသူမမအောင်သူများချွေးနေစားစားပြီးတော့သူ့မိသားစုကိုပဲသူ့မိသားစုလည်းကိုမသိပါဘူးမလေးသူကသူ့မိဘထိမကြိုက်တော့သူများပစ္စည်းစားသူများချွေးနေစားစားကိုစားတယ်ကိုချွေးနေစားကိုပြောအောင်မဟုတ်နော်ဒီရဲ့အဘူဒါဘီမှာရှိနေတဲ့လူတွေရဲ့ချွေးနေစားနော်ရွေးပစ္စံ9000လောလောဆယ်ကိုသိရတာအခုဒီရဲ့လိန်နဲ့ကိုသိရတယ်ဆိုအားလုံးဘယ်သူသိရဆိုကိုလိုင်းတို့တခြားလူတွေသိတာနော်တခြားလူတွေအလိန်ခါပြီးထားလိုက်တော့နော်ရဲတိုင်မဲ့ကိစ္စတွေဘယ်သူမှသိမှာမဟုတ်ဘူးဒီရဲကဘလို့တိုင်ရမယ်ဆိုတာလည်းသိကြမှာမဟုတ်ဘယ်တတိမှလည်းလုပ်ပေးရမဟုတ်ကိုတတိယကောင်းလို့ကိုချစ်လို့လုပ်ပေးတာနော်တခြားလူတွေဆိုရင်သူတို့မှပတ်စံဘလောက်ပါသူတို့လည်းမလုပ်တတ်ဘူးအဲ့တော့ကိုတည်တယ်ဒီမောင်တည်တယ်ဘာညာအလိန်ခံထားရတာတွေဘာညာလို့ရှိလို့ရှိရင်ဘလို့တိုင်ရလဲပြောပြပြီးမယ်အချက်လက်တွေကအကုန်လုံးကကိုရှိမှရှိတဲ့အတွက်သူ့ရဲ့ချက်လက်ကိုပေးမယ်နောက်တစ်ခုခမရလို့ရှိမှရှင်လို့ရှိမှနော်သူ့ကိုလွဲထားတဲ့ဆက်လက်ရှိနေရပြီနော်ဆက်လက်ရှိနေရပြီကျန်တဲ့ဟာတွေအကုန်လုံးကကိုတောင်းယူတယ်ကိုပေးမယ်တောင်းယူတယ်ဖြစ်ကုန်ကိုပေးမယ်ပြန်တော့တစ်ခုရဲကိုဘလို့တိုင်ရမလဲဘလို့ပို့ရမလဲmessage တွေမှာဘလို့ပို့ရမလဲဆိုတာလဲကိုလုပ်ပေးမယ်အလိန်ခံထားရတယ်ပတ်စံငွေမောက်များတယ်အလိန်ခံထားရတယ်သူ့ကိုတည်တယ်ဒီရဲ့အဘူဒါဘီကလာတဲ့လူတွေသူ့ကိုတည်တယ်ဘာညာဆိုလို့ရှိရင်တိုင်ကျင်တယ်ဘာညာဆိုလို့ရှိရင်ရတယ်နော်အဲ့လိုဆိုလို့ရှိရင်ကိုရှိရလာတောင်းလို့ရတယ်နော်ဒီရဲ့နီလာဝင်းအဲ့တော့နောက်တစ်ခုကပြောမဲ့ဟာတွေအောင်မေးပါကိုပတ်စံပြန်ရလဲကိုထပ်ပြီးတော့ဒီရဲ့ပို့တွေကိုတင်ပေးဦးမှာဘာလို့လဲဆိုတော့သူကအကုန်ရှောက်နေညာဖြစ်တဲ့အတွက်ဒီဘူဒါဘီမှာရှိနေတဲ့အတွက် तू ကတော့ရှောက်လိန်နေအောင်ပါပဲ तू ဒီမှာရှိနေတည်၍ तू လိုက်လိန်နေအောင်ပါပဲနော်အဲ့မို့ तू ကတော့ကြောက်မှာမဟုတ်အဲ့ဒီမိန်းမကြီးနော်ငါ့အောင်လာပြီးတော့ငါ့အောင်လာကို့အောင်လာပြီးတော့စိန်ခေါ်နေသေးတယ်နော်ငါမှတိုင်ကျင်တဲ့စီတိုင်းနဲ့ तू ကမကြောက်ဘူးအမလေး तू ကမြန်မာနိုင်ငံမှာမှတ်နေလားမသိမကြောက်ဘူးမကြောက်ပြအောင်လုပ်ပြရမှာပေါ့နော်ပြောလိုက်တာသူနဲ့တမီးလေးသူ့အကြောင်းပြောကိုထမင်းကိုစားပြီးတော့သူ့အကြောင်းပြောနေရတာအာရုံတော်တော်နှောက်လာပြီရှင်တို့လားမသိတာ